အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မိသားစုရင်းနဲ့ကနန်းချက်လေးလှုပ်ရှားဖြစ်ပါတယ်ဝယ်လာတဲ့ကနန်းနေရာလေးတော်တော်တန်နဲ့ပြောရမယ်အများကြီးပဲပါတယ်ခမန်းကြီးကတော့15កောင်နေပါလောက်ပါမယ်နဲ့တူတယ်အကောင်တွေအကုန်လုံးကလည်းတန့်စင်ပြီးတော့ကင်ထားပြီးသားဆိုတော့လေတခါတည်းရေလေးဆေးပြီးတော့တန်ချက်ရုံပဲပေါ့နော်ပါတဲ့ကနန်းလက်မကြီးတွေဆိုတာလည်းလေတစ်ခုဆိုတစ်ခုအကြီးကြီးတွေပဲကနန်းတွေကိုလေမချက်ခင်မှာတန့်စင်ပြီးသွားတာနဲ့သူ့ကိုထုထားပေးမယ်ပေါ့နော်ပထမဦးဆုံးပေါ့နော်ကနန်းလက်မလေးတွေကိုတည်တည်ချာချာဆက်ရှင်လက်ရှင်နဲ့ထုပေးမယ်ပေါ့နော်ဒီလိုထုပေးခြင်းအဖြစ်အရသာတွေနေဝင်သွားပြီးတော့စားရတဲ့အခါမှာလည်းလွယ်ကူကူစားလို့ရမှာဖြစ်ပါတယ်ကနန်းကောင်တွေကိုလည်းအဲ့လိုလေးတစ်ချက်တစ်ချက်လေးထုပြီးမှချက်မယ်ပေါ့နော်ကနန်းနေရာလေးအများကြီးဆိုမှအများကြီးပဲသီလားဆိုင်မှာဆိုလို့ရှိရင်3-4တောင်းလောက်ပြီးစားရတဲ့ဒီကနန်းတွေအားလုံးကလေဘယ်လောက်ရှိလဲမှန်ကြည့်ကြည့်ပါလားကနန်းတွေဟာလေပေါင်းအုံးနဲ့ထည့်နောက်မှာတဝက်နီးပါးလောက်ရတယ်ပေါ့နော်တော်တော်များတဲ့ကနန်းက1,300ပဲရှိပါတယ်ဆိုင်လေးစားလေးကိုတော့ဗီဒီယိုရဲ့နောက်ဆုံးမှာထည့်ထားပေးမှာမို့အဆုံးထိကြည့်ပေးကြပါဦးနော်နဲ့ချက်တဲ့နေရာမှာစီတက်ဖို့အတွက်ချက်တော်နီချက်တော်ဖြူအယောင်တမို့စင်ရွေးတွေကိုထောက်ကြည့်ထားပါမယ်ရှမ်းနန်းနန်းတွေကိုလည်းခုလိုနေတော်လေးတွေလိဖြတ်ထားပါမယ်ဖက်ဖဲကိုလည်းထုံဒီ၎င်းမယ်လိဖြတ်ထားပေးပါမယ်အနံလေးတွေမွေးပြီးတော့အညီနဲ့ပြောက်ဖို့ပါကျုပ်ကိုတော့နှလုံးတုံထားပါတယ်တခါတည်းမွေတံလေးနဲ့ကျုပ်ကိုခောက်ထားပေးမယ်ပေါ့နော်ခရမ်းစင်တွေကိုလည်းအနေတော်လေးတွေလိထားပါမယ်ပေါ့နော်ခဏစားချက်ဖို့ကတော့တဲဟိုပူအားနဲ့စီလေးထည့်ပြီးတော့ခဏဆောင်ပါမယ်စီလေးနည်းနည်းပူရတဲ့အထိဆောင်ပြီးတော့စီလေးပူလာပြီဆိုရင်ခုနကတော့စီတက်ဖို့အတွက်ထောင်းထားတာလေးထည့်ပြီးတော့စီတက်ပေးပါမယ်စီတက်ပေးတဲ့အခါမှာအယောင်လေးပို့ပြီးလာသွားဖို့အတွက်အယောင်တင်လေးနည်းနည်းလေးထည့်ပြီးတော့စီတက်ပေးပါမယ်စီတက်ပြီးလို့ချက်တော်နီလေးတွေဟာအယောင်လေးနဲ့နွမ်းလာမယ်အနံ့လေးလည်းနည်းနည်းမွေးလာမယ်ဆိုရင်တော့ခုနကတော့အနေတော်လေးလိထားတဲ့ခရမ်းချစ်နေလေးထည့်ပြီးတော့စီထပ်တက်ပေးပါမယ်ခါရတော့လေစီတက်တဲ့ခါမှာအနံ့မွေးဖို့အတွက်ငမြရည်လေးထည့်ပြီးတော့စီတက်ပေးပါတယ်နောက်ပြီးတော့အရသာမုံလေးလည်းထည့်ပါတယ်ခရမ်းချစ်နေလေးတွေပို့ပြီးတော့ခြေသွားဖို့အတွက်ထောင်းစုံတွေကိုစုံချင်းရည်လေးကျင်ပြီးတော့စီတက်တဲ့ထဲကိုထပ်ထည့်ပြီးတော့ချက်ပါမယ်အချုံမုံလေးနဲ့ထည့်ပါမယ်ပြီးရင်တော့ခုနကတော့ခောက်ထားတဲ့ကြက်ဥနှလုံးကိုထည့်ပြီးတော့မွေပါမယ်အနည်းလေးတွေခြေသွားအောင်စုံလေးနဲ့တည်တည်ချာချာမွေပြီးတဲ့အခါမှာခုနကတော့တက်စစ်ထားတဲ့ကနန်းလေးတွေကိုထည့်ပြီးတော့ထပ်မွေပါမယ်တချို့ကတော့ကနန်းကိုချက်ပြီးတော့မှပေါ်ကနေကြက်ဥနဲ့ကိုထည့်ရပေါ့နော်ခင်ဗျားတို့ဒီတစ်ခေါက်မှာတစ်ခါတည်းကြက်ဥကိုရုံဆုံးအနည်းချက်ပြီးတော့မှကနန်းလေးထည့်ပြီးတော့ရုံမွေပြီးပါတယ်အချင်းတော့ကတော့မကြီးမဲ့လေးကိုရေးစိပြီးတော့အနည်းတိုက်ပြီးတော့ပေါ်ကနေလောက်ထည့်ပေးပါမယ်နောက်ပြီးတော့ခုနကလီထားတဲ့ရှမ်းနန်းနန်းနဲ့ဖက်ဖဲလေးတွေရောပေါ်ကနေအုပ်ပေးပါမယ်ငရုတ်သီးစိမ်းလေးလည်းထည့်လိုက်တယ်ပေါ့နော်ဒါပေမဲ့မရိုက်လိုက်ပြီတဲဥကလည်းနည်းသေးနေတော့မွေရတာနဲ့တော့ကျက်တယ်ပေါ့နော်အပေါ်ကနေပြီးတော့ချက်နက်ကောင်ဟင်းမွေးမဆလာလေးကိုထည့်ပါမယ်ဒီမဆလာဘူးလေးကလေအိမ်မှာလက်ဆွဲသုံးတာပေါ့နော်အိုရှန်တို့စီတီမတ်တို့မှာအလွယ်တကူဝယ်လို့ရပါတယ်နောက်ဆုံးချက်ပြီးသွားတဲ့ plate တွေနဲ့တော့တခြားမရိုက်လိုက်ရအောင်ပေါ့နော်စားလိုက်တာတော့တအိမ်လုံးစားကောင်းလို့ဆိုပြီးတော့အိုးကတော့အပြောင်းပဲပြုတ်ဒါကတော့ကနန်းအကိတ်ကြီးတွေပါတခါတည်းတက်ဆင်မိသားဆိုတော့လေကိုလည်းလက်မဝင်တော့ဘူးပေါ့နော်အဆုံးလေးကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်နော် See you in the next video